နေ့ကတော့မေလ23ရက်နေ့ပါကျွန်တော်တို့မိသားစုကျွန်တော်ရဲ့ကျွန်တော်အမျိုးသမီးရဲ့ဒီမှာမောင်ကန်ကောင်းရဲ့မောင်ကန်ထူးရဲ့ဟဲဟိုလေစိတ်ကိုရောက်နေပါပြီကျွန်တော်တို့ဒီနေ့10နာရီ9နာရီနဲ့10နာရီကြားလောက်ရန်ကုန်ရောက်ပါမယ်မောင်ကန်ကောင်းနဲ့မောင်ကန်ထူးကတော့ဒါကြောင်းအပ်ခဲ့ပါတယ်မနေ့ကတောင်ကြီးမှာနော်ဇွန်လ2ရက်နေ့မှာသူတို့ကျောင်းတက်ရပါမယ်30ရက်နေ့ပြန်ရောက်မယ်2ရက်နေ့သူတို့ကျောင်းတက်ရပါမယ်ကျွန်တော်တို့မနေ့4နာရီခွဲလင်းခွဲအရောက်ရန်ကုန်လင်းခွဲအရောက်နော်မှာသားတွေရောအေးတွေပြည့်ပြီးတော့မနေ့6နာရီခွဲမှာရန်ကုန်လေဆိပ်ကထွက်တယ်အခုကျွန်တော်တို့ပစ္စည်းတွေဘာညာရွေးပြီးတော့17နာရီထိုးပြီပေါ့မလေးရှားစံတော်ချိန်ဆိုရင်17နာရီခွဲနော်အခုဒီမှာပစ္စည်းတွေလည်းရွေးပြီးပြီဒီမှာလူတွေအကုန်စုံပြီဆိုရင်နေ့လည်စာသွားစားမှာဖြစ်ပါတယ်ဒါမလေးရှားခရီးရဲ့ day 1ဖြစ်ပါတယ်ဗျာမောင်ကန်ကောင်းပြောရလားပြောပါအောင်ပြောတယ်ဟုတ်ပြီမောင်ကန်တူလာပါအောင်ဒါလေးမောင်ကန်တူပြောရလားပြောပါရဲ့ကြဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့မလေးရှားကို Wind Travel Tour နဲ့အတူတူရောက်ရှိလာပါပြီအခုနေ့လည်စာကိုပေါ့နော်ထွာဂျာယာမှာမတို့နေ့လည်စာအခုစားနေပါတယ်ရှင်ရင်းနေလဲတော်စုံပါတယ်မလေးရှားအစားအစာတွေဒါအခုအရင်ဆုံးစားကြည့်မှာပေါ့နော်ဟောက်ကန်ကောင်းနဲ့ရောက်နေနေရကတော့ဒါဘရင်ရဲ့နန်းတော်လို့ပြောတယ်ကွာလာလမ်ပူမှာရှိတဲ့ဘရင်ရဲ့နန်းတော်ပေါ့အခုဒီဘရင်နန်းတော်အကြောင်းကိုတော့ကျွန်တော်တို့လိုက်ပို့တဲ့တိုးဂိုက်ကိုအောင်နိုင်မိုးကရှင်းပြပါလိမ့်မယ်လူကြီးမင်းတို့အဲ့တဲ့တော်ကြီးများမြင်တဲ့အတိုင်းကျွန်တော်နောက်မှာရှိနေတဲ့ဒါစစ်တီဆိုရင်ဒါ Royal Guard လို့ခေါ်ပါတယ်ဒါတော်ဝင်အဆောင်စစ်သားဖြစ်ပါတယ်သူရဲ့ဝတ်စုံကတော့ဒါသူရဲ့ Malaysia ရိုးရာဝတ်စုံနဲ့သူတို့ဝတ်ဆင်ထားတဲ့ဒီစစ်တီတွေဖြစ်ပါတယ်ပေါ့နော်ပြီးရင်ဒီ Malaysia ဒီ Kimberley ကြီးနဲ့စန့်ကျင်ဘတ်တက်ကြီးမှာရှိနေတဲ့အဆောက်အဦကတော့မြင်ရတဲ့အတိုင်းကမ္ဘာမှာဒုတိယမြောက်အမြင့်ဆုံးမျှော်စင်ကြီးဖြစ်ပါတယ်အဲ့ဒါကိုတော့ကျွန်တော်တို့က Independence Building လို့ခေါ်တယ် Independence Tower လို့ခေါ်တယ်အထက်ပေါင်း118ထပ်မြင့်တယ်ကမ္ဘာဒုတိယမြောက်အမြင့်ဆုံးမျှော်စင်ကြီးလည်းဖြစ်တယ်ပေါ့နော်လောလောဆယ်တော့မပြီးသေးပါဘူးမကြခင်မှာပြီးပါလိမ့်မယ်ခင်ဗျာလက်ရှိမြင်နေရတဲ့ဟာကြီးကတော့ဒါဘရင်နန်းတော်ကြီးဖြစ်ပါတယ်အဲ့တော့ဘရင်နန်းတော်မှာအလံအထူးသဖြင့်3ခုရှိတယ်အလယ်ကအလံကအမြင့်ဆုံးပဲအဝါရောင်ဖြစ်တယ်ပေါ့နော်အဲ့တော့အဝါရောင်ကဒါဘရင်တွေရဲ့တော်ဝင်အယောင်ဖြစ်တယ်ဆိုတာမျိုးပေါ့နော်သူရဲ့ private ကိုယ်ပိုင်အလံဖြစ်တယ်အဲ့ဒီအတွက်တခြားဒီ Malaysia ရဲ့ national flag လို့ခေါ်တဲ့နိုင်ငံတော်အလံထက်ဒီအလံကနည်းနည်းငယ်မြင့်မားနေတာဖြစ်ပါတယ်အဲ့တော့ဘ ഹു တုဒအလိုရဆိုရင်တော့ဒီအဝါရောင်အလံထွင့်ထူထားတယ်ဆိုရင်ဒါဒီမှာလက်ရှိဘရင်ကနေထိုင်နေတယ်ဆိုတာကိုသိရတယ်အဝါရောင်အလံလွှင့်ထူထားခြင်းမရှိရင်တော့ဘရင်ခီးထွက်နေတယ်ဆိုတာမျိုးလေးပါခင်ဗျကျွန်တော်တို့ day 1မှာဒုတိယနေရာပေါ့ဒါကျွန်တော်တို့ရောက်တဲ့ဒုတိယနေရာမလေးရှားနိုင်ငံရဲ့ National Monument လို့သိရတယ်သူတို့ကြာဆုံးသွားတဲ့စစ်သားတွေကိုအမှတ်တရလှုပ်ထားတဲ့နေရာပေါ့ပထမကမ္ဘာစစ်တုန်းကကြာဆုံးသွားတဲ့စစ်သားတွေလို့သိရတယ်အဲ့နေရာကိုကမ္ဘာလဲခရီးသည်လာရှိတာအများကြီးပါပဲပါတယ်ဒီနေရာဟာဆိုရင်ဖြစ်ပထမကမ္ဘာစစ်အတော်အတွင်းမှာကြာဆုံးသွားတဲ့เนาะဒီ National Heroes တွေကိုအထိတ်အမှတ်ပေါ့เนาะအနေနဲ့ဒီနေရာမှာလွှင့်ထူထားတာဖြစ်ပါတယ်အဲ့တော့ဒီဟာကြီးတစ်ခုလုံးကိုဘယ်သူကတိဆောက်ပေးခဲ့တာလဲဆိုတော့ American တွေကဆောက်ပေးခဲ့တာပေါ့နော်သူတို့ဒါကြောင့်မလို့ဒီဟာအနည်းငယ် American ဟိုဘက်မှာရှိနေတဲ့အရုပ်ထုတွေဆိုရင်ဒါ American စစ်သားတွေလို့ပုံစံဖြစ်နေတာပေါ့နော်
ဘာကြောင့်လဲဆိုတော့ဒါ American ကဒီနေရာကိုသူတို့တိစောက်ပေးခဲ့တာဖြစ်လို့ပါအခုချိန်မှာဆိုရင်တော့သူတို့ဒီ monuments နဲ့ပတ်သက်ပြီးဒီ national monument နဲ့ပတ်သက်ပြီးတော့ပန်းခွေချပြီးတော့ဒီမှာလာပြီးအလေးပြုတာပါညာမလုပ်တော့ပါဘူးဒီ mosque ထဲမှာเนาะဗလီထဲမှာပဲသူတို့ဝတ်ပြုဆုတောင်းတာမျိုးတွေလုပ်ပေးတယ်လို့သိရပါတယ်ခင်ဗျဟုတ်ကဲ့75% ကျွတ်ကျော်တော့တို့ကိုကောက်ပါနော်ကိုကောက်လည်းဒီ chocolate box နဲ့လောက်တော့ဒီထဲကအဲ့လိုလောက်တာဖြစ်တဲ့အတွက်သူကthat chocolate ပေါ့ကျွန်တော်တို့ပေါ်တော့8500ပါတော့ရှိတယ်အဲ့တော့ဒီအောင်ရေခဲတက်တာလည်းနှစ်သားကြအောင်အေးမပြောတော့ဒီတိုင်းပြစ်စားလိုက်ရတယ် room temperature မှာထားလိုက်ရအဲ့တော့တော်တော်လေးလည်းပါတယ်နော်အဲ့လိုမျိုးလုပ်မယ်ပေါ်ရောက်ပြီပေါ့နော် Twitter ပေါ်မှာကျွန်တော်တို့ရှင်းမယ်ကျွန်တော်တို့ဓာတ်ပုံရိုက်မယ်ကျွန်တော်တို့ကြည့်မယ်ပေါ့နော် enjoy လုပ်ဒါပေမဲ့ဒီနေရာမှာခဏလေးတစ်ခုလေးတတိထားပေးပါကိုယ့်ရဲ့အိတ်ကြီးနော်ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ဟာလေးတွေနည်းနည်းကြည့်ဆိုင်ပေးပါ ဒီနေ့ကတော့ကွာလာလမ်ပူမှာရှိတဲ့ဒီ Twin Tower ကိုညနေပိုင်းလာလေတာပါရှင်ဒီTwin Tower ရဲ့ history ရဆိုလို့ရှိရင်တစ်ဖက်ကိုသူတို့ကဂျပန်ကိုစောက်ခိုင်းပြီးတစ်ဖက်ကိုကိုရီးယားကိုစောက်ခိုင်းနေပေါ့နော်ပုံစံကတော့အတူတူပဲသူကနီးပညာလိုချင်တဲ့အခါကျတော့ကိုရီးယားနဲ့ဂျပန်နဲ့မတူညီတဲ့ဒီနိုင်ငံတစ်ခုကိုစောက်ခိုင်းပြီးတော့နီးပညာယူထားလို့သိရပါတယ်အခုဒီထက်မြင့်တဲ့တာဝါတစ်ခုဒီမလေးရှားမှာထပ်ပြီးတော့165တက်စောက်နေပါတယ်အဲ့ဒါက2019ရဲ့စတာပေါ့နော်မပြီးသေးဘူးအဲ့ဒါပြီးလို့ရှင်တော့Twin Towerထဲမြင့်တဲ့တာဝါတစ်ခုထပ်ပေါ်လာမှာပါကျွန်တော်တို့မလေးရှားကိုလာတာပြောပါတယ်မလေးရှားမှာဒီနေ့ကကျွေးတဲ့အစားအသောက်တွေလည်းကောင်းတယ်ပြီးတဲ့အခါကျတော့ခုနကသူ့ရဲ့ data ကျမတို့မရောက်ဘူးတဲ့အချိန်မှာမရောက်ဘူးတဲ့နိုင်ငံတွေကိုသွားတဲ့အခါမှာ data လူမျိုးဘာကိုးကွယ်လဲပေါ့နော်ကွာလာလမ်ပူဆိုတာတဲ့ဘာလဲဆိုလို့ရှိရင်တဲ့ဥစ္စာပေါ့တစ်ပင်တွေအများကြီးတည်ရှိတဲ့တောအုပ်လေးလို့သူတို့ရဲ့အယူအဆခေါ်ပါတယ်စဝင်လာတဲ့ကတစ်ပင်တွေအများကြီးရှိပါတယ်သူတို့ကတစ်ပင်ခုတ်ရင်တစ်ပင်ဟိုဆက်လို့လဲတစ်ပင်ကိုတေချာဆိုင်ပြိုးတယ်တစ်ပင်ခုံရင်လည်းအေးယူတယ်ပြီးတော့ဒီလိုမီးရှို့ရင်လည်းအမိုက်တွေမီးရှို့ရင်လည်းဟိုဆက်သူတို့ရဲ့ငွေနေရာများပြားတဲ့ငွေကိုသူတို့ဒဏ်ငွေရိုက်တယ်ပေါ့နော်တဘာပတ်ဝန်းကျင်ကိုထိမ့်သိမ်းတယ်သူကဟိုပေါ့ဒီမှာဝင်လာတဲ့အချိန်မှာတောအုပ်ပုံစံမျိုးတွေတစ်ပင်တွေအများကြီးထိထားတာကိုတွေ့ရှိရတယ်ရှင်အခုပြီးလို့ရှိရင်ဒီ chocolate ကိုသွားပြီးတော့ chocolate factory မှာ chocolate တွေအစမ်းမြည်ကြည့်တယ်ပြီးတော့ဝယ်ပြီးတော့စားလာတယ် chocolate ကတော့တကယ်ကိုchocolate အစ်စ်ပေါ့နော်ကျမတို့ဒီနို့စီတွေမပါဘဲနဲ့တခြားလှုပ်ထားတဲ့ဟာကိုထားခဲ့ရတယ်ရှင်ပြောပါတယ်နောက်နေ့ဆက်သွားမယ့်နေရာတွေကိုလည်းဆက်ပြီးတော့ကြည့်ပေးပါအောင်လို့ဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်